Hallelujah,ပြန်ထိုင်လို့ရပါပြီလို့ကျေးဇူးတင်ပါတယ်။ Amen ထိုင်ရင်လည်းကိုယ်ဘေးနားမှာရှိတဲ့လူပြောရအောင်မိတ်ဆွေနဲ့သူတို့ကထိုင်ရတဲ့အတွက်အယံကုန်ယူပါတယ်လို့ Amen Amen ထပ်ပြောရအောင်အယံလဲဝမ်းသာပါတယ်လို့ပြောရအောင် Amen တခါလေကိုယ်ဘေးနားမှာရှိတဲ့လူအများတန်းရှိနေနိုင်မှာမို့ Amen ဘုရားသခင်ရဲ့ကျေးဇူးတော်တက်ကြောင့်သာအတူတကွထိုင်ခွင့်ရတာဖြစ်တယ် Hallelujah Hallelujah ဒီကနေ့အချိန်ကခွင့်ကောင်းပြင်ဆင်ပေးတဲ့ဘုရားရှင်နာမတော်ရှေးဥစွာချီးမွမ်းလိုပါတယ် Amen ဆရာမဖူကာယလည်းယုံကြည်ခြင်းနဲ့ပေးအပ်တဲ့အတွက်ကျွန်တော်လည်းအားရပါရဟောမှာဖြစ်တယ် Hallelujah ခဏနေအင်္ဂိုင်းတဲ့လူရှိရင်လည်းတခါတည်း no တော့ off လိုက်မှာဖြစ်တယ်ဆိုတော့ဒီနေ့အချိန်ကခွင့်ကောင်းပြင်ဆင်ပေးတဲ့ဘုရားရှင်နာမတော်တာရေးဘုန်းကြီးပါစေဆိုတော့ပြီးခဲ့တဲ့နှစ်ပတ်တွေမှာကျွန်တော်နှလုံးသားထဲမှာအမြဲတမ်းရှိနေတဲ့အရာတစ်ခုကျွန်တော်ပြောချင်တာဖြစ်ပါတယ်ထိုအရာကဘာလဲဆိုတော့နှုတ်ကပတ်တော်ကပြောတဲ့ယုံကြည်ခြင်း Amen ဘာဖြစ်လို့ကျွန်တော်နှုတ်ကပတ်တော်ကပြောတဲ့ယုံကြည်ခြင်းလို့ပြောတယ်လဲဆိုတော့လောကမှာဘာသာမျိုးမျိုးရှိတယ်ဘာသာတိုင်းမှာသူတို့ယုံကြည်တဲ့ယုံကြည်ခံယူချက်တစ်မျိုးစီရှိတာဖြစ်တယ် Amen ကျွန်တော်စီမှာပဲယုံကြည်ခြင်းရှိတာမို့ဘာသာတိုင်းမှာယုံကြည်ချက်တစ်ခုချင်းစီရှိတာဖြစ်တယ်ဒါတိမကပဲနဲ့တချို့ကလည်းပြောတယ်ဖျားမရှိဘူးလို့ယုံကြည်တဲ့သူစီမှာလည်းယုံကြည်ချက်ရှိတာဖြစ်တယ်သူတို့ရဲ့ယုံကြည်ချက်ကဖျားမရှိဘူးဆိုတဲ့ယုံကြည်ချက်ဖြစ်တယ်ဒါပေမဲ့ဒီနေ့ကျွန်တော်ပြောမယ့်အရာကဘာလဲဆိုတော့တခြားလူတွေပြောတဲ့အရာမဟုတ်ဘူးအာမင်တင်းနဲ့ကျွန်တော်ဒီလိုက်စကားအဖြစ်ပြောတဲ့အရာတွေမဟုတ်ဘူးနှုတ်ကပတ်တော်ကပြောတဲ့ယုံကြည်ခြင်းဆိုတာဘာလဲဆိုတဲ့အရာအတူကကျွန်တော်နှလုံးသွင်းနဲ့ဆင်ခြင်ဖို့တဲ့ကျွန်တော်ပြင်ဆင်လာတာဖြစ်ပါတယ်ဒီမှာရှိတဲ့ရောက်စီတိုင်းတော့လည်းဘုရားခင်ကောင်းကြီးဖြစ်စေမယ်လို့ကျွန်တော်အယံယုံကြည်တာဖြစ်တယ်အာမင်ဘာလို့လဲဆိုပြီးခဲ့နှစ်ပတ်တွင်ကျွန်တော်စဉ်းစားနေငါဒီတနေ့မှာပြောရင်ကောင်းမယ်လို့အမြဲတမ်းစဉ်းစားဖြစ်တာဖြစ်တယ်ဒါမဲ့လည်းအချိန်ကခွင့်ကောင်းမတင်တဲ့ခါမပြောဖြစ်ဘူးဒါမဲ့လူငယ်ချိန်တော့တခါရပါလဲတရားဟောခွင့်ရတယ်ဒါပေမဲ့ဖြစ်ချင်တော့အဲ့နေရာမှာတက်တဲ့ခါနဲ့အမဆာရာကဖျားအရန်ဘိတ်တဲ့ခါမှာကျွန်တော်တခြားတရားဟောသွားလို့မရတော့သူ့ဟာနဲ့ပဲဆက်သွားတာနဲ့ကျွန်တော်ပြင်ဆင်လာတဲ့ဟာတွေမပြောဖြစ်ဘူးဒါပေမဲ့ဒီနေ့ကျွန်တော်ပြောခွင့်ရတဲ့ကျေးဇူးတော်ချီးမွမ်းပါတယ်အခွင့်ပေးတဲ့ဆရာမတွေကိုလည်းဘုရားရှင်ကောင်းချီးပေးပါစေဟာလေလုယာဟာလေလုယာဒီယုံကြည်ခြင်းဆိုတဲ့ຢာဘာကြောင့်အထက်ထက်ခါပြောဖို့အရေးကြီးတယ်လဲဆိုတော့ကျွန်တော်ယုံကြည်သူတယောက်ဖြစ်တဲ့ခါမှာကျွန်တော်တက်တာမှာထိုယုံကြည်ခြင်းကမရှိလို့မဖြစ်တဲ့အရာတစ်ခုဖြစ်တယ်ဘာကြောင့်လဲဆိုကျွန်တော်လူသားတွေဖြစ်တဲ့လျောက်ဟိုးအာဒံခေတ်ကလေးကအာဒံပြုတ်ခဲ့တဲ့အဖြစ်တွေကြောင့်တော်၎င်းတင်းနဲ့ကျွန်တော်ပြီးခဲ့တဲ့အတိတ်မှာလုပ်ခဲ့တဲ့အဖြစ်တွေတော့ကြောင့်တော်၎င်းယခုကျွန်တော်တချို့ကျွန်တော်ကြည့်နေတဲ့တချို့ကလည်းအမျိုးမျိုးစိတ်ထဲမှာစဉ်းစားမယ်ဒီဆောင်ပြန်ဖို့နေတော့ဟိုဟာဖြစ်တယ်နော်အဲ့လိုမျိုးပေါ့နော်အမျိုးမျိုးစဉ်းစားတဲ့လူရှိကောင်းရှိနိုင်တာဖြစ်တယ်ဘယ်လိုပဲဖြစ်စေကောင်းမို့နော်အနာကမှာလုံးမဲ့အဖြစ်တွေတော်၎င်းတို့အဖြစ်တွေကြောင့်ကျွန်တော်တစ်ချိန်ကြာလို့ရှိရင်ဝတ်ကျွေးဝတ်နာခံရမယ့်လူတွေဖြစ်တယ်အပေငရဲမှာကျွန်တော်ကြားအောင်မဲ့လူတွေဖြစ်တယ်ကျွန်တော်အားလုံးသိတဲ့အတိုင်းပဲထိုးရကိုသိတဲ့ဘုရားရှင်ကတင်နဲ့ကျွန်တော်ကိုအင်မတန်မှချစ်တဲ့အတွက်ရှင်ယောအခန်းကြီး3ခန်းငယ်16ထဲမှာဗာပြောလဲဆိုတော့ဘုရားသခင်ဒီမိမိ၌ရှိတဲ့တပါးတီတော်သားတော်ကိုစွန့်တော်မူသည့်တိုင်အောင်တဲ့ဟာလေလုယာသူမှာတပါးတီတဲ့ရှိတဲ့ထိုယေရှုခရစ်တော်ကိုတင်နဲ့ကျွန်တော်ချစ်လွန်းတဲ့ဒီလောကတွေကိုဆေလွတ်ခဲ့တာဖြစ်တယ်ယေရှုခရစ်လောကထဲရောက်လာတဲ့ခါမှာခုနကျွန်တော်ပြောတဲ့အတိတ်မှာလှုပ်ခဲ့တဲ့အဖြစ်အာဒံဆီယနေရရှိလာတဲ့အဖြစ်ယခုပြုတ်လုံနေတဲ့အဖြစ်နောက်ပြုတ်လုံအောင်မယ့်အဖြစ်တွေအားလုံးကိုယေရှုခရစ်တော်ဘုရားကယူတင်ဝတ်ဆောင်တော်ပြီးတော့လက်ဝါးကားတိုင်းမှာသူ့ရဲ့အသွေးတော်နဲ့ဆေးချောခဲ့တာဖြစ်တယ်အာမင်အာမင်တမလွန်ဘဝအထိစိတ်ချမှုရအောင်ယေရှုခရစ်တော်ကလှုပ်ဆောင်ပေးခဲ့ရုံသာမကဘူးအာမင်ဟာလေလုယာဒီလောကမှာကျွန်တော်အသက်ရှင်နေထိုင်တဲ့ခါမှာလူသားဖြစ်တဲ့ခါမှာဖျားမယ်နာမယ်အခက်ခဲပြဿနာကြုံမယ်ဆိုတော့ယေရှုခရစ်တော်ကတည်တဲ့အတွက်ထိုကျွန်တော်လိုအပ်မယ့်အရာခတ်သိမ်းကိုပင်လင်လှုပ်ဆောင်ပေးသွားခဲ့တာဖြစ်တယ်ယေရှုခရစ်တော်ဘုရားဟာလေလုယာအကုန်လုံးအစင်သစ်အမှုပြီးပြီလို့ပြောတဲ့ခါမှာလှုပ်ရှားတစ်ခုမှမရှိတော့ဟာလေလုယာသူခံခဲ့တော့ဒဏ်ချက်တော်အဖြစ်ကျွန်တော်ကြမ်းပါပြီဟာလေလုယာဟာလေစသဖြင့်ပေါ့အမျိုးမျိုးတော့ယေရှုခရစ်တော်ဘုရားကလှုပ်ဆောင်ပေးခဲ့တာဖြစ်တယ်အကုန်လုံးအစင်သစ်ဒါပေမဲ့ထိုယေရှုခရစ်တော်လှုပ်ဆောင်ပေးခဲ့တဲ့အရာတွေကိုကျွန်တော်တို့တက်တာထဲမှာရယူသိမ့်ပိုက်နိုင်ဖို့တော့ယုံကြည်ခြင်းလိုတာဖြစ်တယ်အာမင်ဟာလေလုယာဘာနဲ့တူလဲဆိုအခုခေတ်ကအဆအရာပြည့်စုံတဲ့ခေတ်ဖြစ်တယ်ဥပမာဇိမ်ခံနဲ့ဇိမ်ချပြီးတော့နေလို့ရမယ့်အိမ်အများကြီးရှိနေပြီကားဆိုလည်းလုံးဝလိုက်လို့မမီတော့သူ့ဘောက်သူမောင်းတဲ့ကားတွေလည်းထွက်နေပြီနောက်တစ်ခါဆို highway မှာအိမ်နဲ့လည်းမောင်းလို့ရတော့မှာဖြစ်တယ်အာမင်အင်မတန်မှခေတ်ကတိုးတက်နေပြီနောက်ဆုံးကိုခန္ဓာကိုယ်မှာမကြိုက်တာဘာရှိတယ်လဲလူတွေကိုကြည့်လိုက်တဲ့ခါမှာတော့အရင်ဆုံးမြင်နေတာလား
ตัวข้อนี่ตละมาข้อของเราอย่างเนาะคู่คิดอากงลงปีส่งเนี่ยพี่อัตาเมนี่ตละอัตาเมได้รู้เลยผิวของเราอย่างเด็กแค่เพี้ยนเนี่ยพี่สเบียงเก้านี่ตละผิวเราอย่างเด็กผิวนี่ตละเก้าเราอย่างเด็กอาเมนคู่นอกไปบาชิลาเตลบาชิลาเตเลสอามาพี่อะไรยิงไว้นี่ตละอโพพิชินละเปียงเราอย่างเด็กขี้ยาวเนี่ยพี่อโพอามาอโพเนาะจะได้มาโกโลกันเลยสิดีละพี่เด้เอโลอายาพี่ส่งเนี่ยดีโลกาเดมาพิชินเนี่ยยาได้พี่เราอย่างโลกาเดมาจะน้องพี่ส่งตละส่งมาพี่ส่งบาพี่เราเลยทีละเปียซีรีอุตสาหะมาชีดาโมกงชีเดดามิมาชีดาตะขัวบาเลโซปัสสันมาชีโลลูไทยมาพี่ส่งปัสสันชีมาบาพี่เลยโลยาดาพี่เด้เอเมนกากองซาโลชินตละปัสสันชีมายามาเอกองซาโลตละปัสสันชีมายามาทุนี้ละกาวมันจินเราเตตาเทมาเยซูคริสต์พยาตีเตตาตัวลัวเมียขัดเต็งตำลุมบัวที่ลัวเมียอาลงกูเยซูคริสต์พยาเล่าสาวปีแค่พี่เด้ดามิโทยาดิโกยาชิไปสันพูยันตัวลัวดากายงจิชินเนี่ยยาอยู่เต็งไปพูลัวดาพี่เด้ฮาเลลูยาฮาเลลูยาไอ้เจ้าดินเนี่ยฉันยงจิชินเจ้าอัทุตพี่เปียวมาพี่เด้เอเมนจาบูเดลุเลชิกองชิเมบาเบลสอดียงจิชินฉันแกตินชินยาพี่กระยาอิมตามมาเยชิริยาพี่เด้พี่เด้สระดามิเนี่ยฉันทับเปียวมาพี่เด้ฮาเลลูยาดามิลูเดเปียวเด้นกบัดโมยงจิชินโมบูนกบัดดอกเปียวเด้โทยงจิชินเจ้าฉันสวยนี่เจ้ามาพี่เด้สระฉันจันทร์ตะไปพัชนาพี่เด้เฮ้ยนะครับมาพักกี่มาจนดีนี่เช็ดตรงเช่นเนี่ยเมฆคนเนี่ยตัวเลี้ยเปียวต่อมาพี่เด้จะได้มาชีด้วยเลย sorry บ้าเลยสุดนับที่เมฆคนบ้าเลยสุดนกกระปัดดอกเปียวได้ยงชิชิงกูเบลอยาไหนมาเลยเอเมนเอ็ดยากูบอกกูไปใส่เดมาพี่ไรบ้าเลยสุดจนจันทร์ตะไปพัดเจนาพี่เด้ยอมมาเอาวาระสักขันจิตเสกขังเงสักคนตัวพี่ยงจีชินดีจานาชินอาพี่พี่อีเดจานาชินดีเลยพยาตะคิงสกาโดอาพี่พี่อีเดฮาเลลูยาฮาเลลูยายงจีชินอาเบียนี่พี่ลาดเลยจานาชินอาชิพี่เดเดเบียกูจาดาตุเมียเปียวเนี่ยจาดาละโมบูพยาตะคิงกับเปียวเดสกาโดฮาเลลูยาโทสกากูจาชินอาพี่ยงจีชินดีพี่ลาเดเดอาเมนไอ้เจ้าจินเอาเตตาเทมากูเบนามาชิลิลูเมจิบะไม่ใช่ขณะบาจาดเลย Facebook อาจารย์นี่ละดามโลชินละตุเมียเปียวเดอเตียมเปียวเดอาจารย์นี่ละมาเก้าเนี่ยยาดีขณะจานี่ตละดียาดียกูจาเดยาดีเตกะเยจิละพี่เดบาบิโลเลสมีจาเดยากะกูยังนลงตาเดมายงจีชินสุเรเนียมาเนียลาอยู่มาพี่เดเอโลมาเก้าเนี่ยยาดีมีจาลาเดขามาบาพิตาเลสดีอเทมามาเก้าเนี่ยยาดียงจีเดเสกเดชิลามาพี่ไม่ยงโลชินลูเตียวเลยเตะเจ้าเมียเปียวไล่เบตูบ้าไม่ใช่เรื่องโลนี่เจ้าลาเลยดีเดมาตูบายงจีลาเทเลเตะสุดเตะเกชิบาลาบาบิโลเลยเมียเจ้าลาเด็กขามายงจีลาพี่เดไอ้เจ้าฉันเอาเนี่ยสินได้อัตสินเด็กขามาฉันเอาเบียร์กูน้าเท่านี่เลยเบียร์รีเบขณะจานี่เทเลสุดเตะกูเยจีลาพี่เดอาเมนนกบัดดงกับเปียวราติโมดีโลกามาปัญญาสินเรื่องบาเปียวเลยสุด self talking positive บ่เนาะก้าวเดียกูมันเทมาจีบิดนิ่งก็ยันโชว์ได้ลูกพี่เดนิ่งก็ตอนนี้ฉันตาลาไม่ลูกพี่เด positive กูเปียวชิงอาพี่บาพี่เลยสุด self confident ด้วยตัวละเด้บิด depression วันเดดังกันนี่เลยกากไว้เด้ปัญญาชินที่โชว์พี่ดานกบัดดอเทมาเปียวท่าได้ยาดองมูปัญญาชินด้วยกูได้ตาวมาดียากูชาบุยตัวสิท่าได้พี่เดสุดကျွန်တော်တက်တာထဲမှာဘယ်ရာကိုများကြားတယ်လဲဆိုတိတ်ကိုရေးကြည့်တာဖြစ်တယ်ဆိုတော့ဒီရောက်ကျွန်တော်ပြောတဲ့ခါမှာကျွန်တော်တက်တာမှာအထူးသဖြင့်လက်တွေ့ခံစားရတဲ့အရာတစ်ခုနဲ့ကျွန်တော်တက်ခံချင်တာဖြစ်တယ်ဘာလဲဆိုတော့2018မှာကျွန်တော်ရန်ကုန်ပြန်သွားတယ်ကျွန်တော်အရင်ကတည်းကအရန်တက်ကြွတဲ့အရာတစ်ခုကဘာလဲဆိုတော့လုံးဝမယုံကြည်တဲ့လူတွေစီမှာကဲတင်ချင်းတည်င်းကောင်းချောင်းပြောဖို့ကျွန်တော်အရန် excite ဖြစ်တာဖြစ်တယ်ဆိုတော့ပထမတလလုံးဝအတင်းထားတာပြောချင်တဲ့ຢာတွေยังคงยกตัวได้คำว่าติเกเปียวยาเด้เปียวเด้ปฐมปัลเลเตจอเด้ดูเดียปัตตลานลาชาเด้เตจอเด้ดาเมอမျိုးเปียวเด้ကျွန်တော်လည်းပြောနိုင်တလောက်ပြောတယ်သူတို့လည်းနားမလဲကျွန်တော်စကားကိုပဲအတန်ဝဲလုံးနားမလဲတာလားဘာဖြစ်တာလဲမသိဘူးဘလောက်ပဲကဲတင်ချင်းချောင်းပြောဘယ်သူမှလက်မခံဘူးအယောက်30လောက်ရှိတခါကျွန်တော်ဘာကြုံလဲဆိုတော့ဒီတိုင်းပြောလိုက်မယ်ကလမမိသားစုတယောက်လမ်းဘေးနားမှာသူတို့အကြော်ရောင်းနေတာအဲ့နဲ့ကျွန်တော်လဲ
အိမ်တွေလည်းလိုက်ဝင်ဆိုတော့ကျွန်တော်ထွက်တဲ့ချိန်က12 နာရီဆိုသူများထမင်းစားတဲ့ချိန်ဆိုတော့တိတ်ဝင်လို့မကောင်းတော့အဲ့နဲ့အကျော်ရောက်တဲ့အန်ဒီစီမှာကျွန်တော်သွားပြီးတော့အမရေရေနေတဲ့သူချောင်းပုံပင်ကြားချင်လားဆိုကျွန်တော်တော့ပဲ तू ကဘာထင်လဲမသိဘူးကျွန်တော်စိတ်ထင်တော့ဒီကလေးတွေရေခဏနေတတ်တဲ့ခါကျတော့ရေမနစ်ဖို့ပညာပေးပြောဟောပြောတဲ့လူလို့ထင်တယ် तू တခါတည်းရေနေတဲ့ချောင်းကြားတာနဲ့ဘာပြောလဲဟဲ့ဟိုကောင်နေလာခဲ့ဆိုဘေးတော့မှရှိသူစောနေတဲ့သူကလေးတွေအားလို့ခေါ်လာတာအယောက်20လောက်ရှိတယ်ကျွန်တော်ကဘာလို့ရမလဲဆက်ပြီးဟောရမလားမဟုတ်ဘူးအန်ဒီမားနေတယ်ပဲဆက်ပြောမလားဘာလို့မသိတာနဲ့ကျွန်တော်ဆက်ပြီးတော့အင်္ဂလိပ်ကြောင်းဟောလိုက်တယ်ရင်းနဲ့သူချောင်းဆိုပြီးဟောလိုက်တယ်ဟောတယ်အမြုပ်ပြန်ဟောတယ်တနားလောက်ကြာတယ်အဲ့ဒါကလေးတွေလည်းပြန်မေးတယ်နောက်ဆုံးကဲတင်ချင်းလက်ခံချင်းတဲ့လူရှိလားလို့မေးတဲ့ခါမှာနောက်မှလို့ပါငါသားရေးတဲ့ကိုစိတ်ထင်တော့ဖျားတကယ်အကြီးကျယ်နမိတ်လက္ခဏာလို့တော့များလူအုပ်ကြီးဆိုတော့ဆိုထင်ခဲ့တာမဖြစ်ခဲ့ဘူးကိုတော့ဘယ်လိုဖြစ်ရတာလဲတဲ့အဲ့နဲ့တနေ့ကျတော့အဖိုးကြီးကြောက်စီမှာရောက်သွားတယ်အဖိုးကသူကထမင်းစားနေတာနောက်ဆုံးကျွန်တော်တို့ဖွဲ့တွေကလည်းထွက်တဲ့ချိန်ကအဲ့7 နာရီဝန်းကျင်ထမင်းစားတဲ့ချိန်ပဲဆိုရွေးစရာမရှိတော့အဖိုးကြီးတော့ထမင်းစားတဲ့ချိန်မှာကျွန်တော်ခတ်တိဝင်သွားအဲ့နဲ့မြန်မာလူမျိုးတွေယဉ်ကျေးမှုလာစားပါအောင်ဆိုတော့လေကျွန်တော်လည်းမငင်းတော့ဟုတ်ကဲ့စားမယ်အင်္ဂလိပ်ပြောဖို့ကျွန်တော်တို့ရေလေထမင်းတွေငပိကြော်တွေနဲ့ချင်းမောင်ကြော်တွေနဲ့အရင်စားကြတယ်ပြောတယ်ယေရှုကြောင့်ပြောတယ်နောက်ဆုံးအဲ့ဦးလေးကဘာပြောလဲဆိုတော့ယေရှုဆိုတာကောင်းပါတယ်တဲ့ဒါမဲ့ဦးမှာဘာအပြစ်မှမရှိဘူးဆိုတေးပါပြီဘလို့ရှင်းပြတနားလောက်ရှင်းပြအပြစ်ကြောင့်ပြောဘာပြောလဲဆိုဦးကလုံးဝအပြစ်မရှိဘူးတဲ့အပြစ်မရှိလို့မွေလာပတ်ဝင်တောင်မှအစိမ့်မတက်ဘူးတဲ့အဲ့လောက်ထိပြောတာနောက်ဆုံးကျွန်တော်သူဟောတဲ့ဟာပဲနားထောင်ပြီးပြန်သွားတယ်ဆိုတော့ကျွန်တော်အိမ်ရောက်တဲ့ခါမှာစဉ်းစားတယ်ကိုယ်စိတ်ကူးထဲမှာတော့ရန်ကုန်ရောက်လို့ရှိရင်ပျောက်ဆုံးဝင်နေတော့ဟောမယ်အများကြီးပြောင်းလဲမယ်ဆိုကိုယ်စိတ်ထဲမှာကြံစီထားတဲ့အဲ့ဒါအရာကအဲ့ဒါပြင်ဆင်တယ်စုလဲတောင်းတယ်ဒါမဲ့ဖြစ်ချင်တော့3-4 လလောက်ကြာပြီဟောပြောတဲ့လူကလည်းအယောက်60လောက်ရှိတယ်ကျွန်တော်ရီတော့မီတော့တားများတယ်ဒါပေမဲ့တယောက်မှမပြောင်းလဲတဲ့ခါကျွန်တော်တားစိတ်တော့ကြလာကျွန်တော်တငယ်ချင်းတွေတက်ခါနဲ့ကျွန်တော်နားထောင်တယ်သူများတော့တရက်လောက်သွားတဲ့စုတောင်းပေးနမိတ်လက္ခဏာဖြစ်ပြောင်းလဲကျွန်တော်မှတော့ဘလောက်ပဲအနာရောဂါရှိတယ်လို့စုတောင်းလုံးဝမပြောင်းနိုင်ဘူးဘယ်သူမှလည်းမပြောင်းလဲတော့နောက်ဆုံးကျွန်တော်စိတ်ဓာတ်ချလာတာကျွန်တော်အဲ့ဒါဒီရောက်ဘယ်သူမှတော့တိတ်မပြောဖြစ်ဘူးတနေ့ကျွန်တော်ဘလောက်ထိစိတ်ဓာတ်ချလဲဆိုတော့ဧဝံဂေလိတွေလည်းတွားလူငယ်တွေညလုံးပေါက်စုတောင်းလဲကျွန်တော်တွားတယ်ဘာလို့တွားလဲဆိုတော့စနေနေ့ဧဝံဂေလိတွားတဲ့ခါမှာတကိုးနဲ့ပြေဝဖို့ပေါ့နော်လူအနေနဲ့စဉ်းစားတာတောက်ချမ်းတဲ့ညလုံးပေါက်အကြီးကျယ်ပါဝါတွေချချင်းသွင်းမှာပါစုတောင်းတယ်နောက်ကြာလာတဲ့ခါမှာခန္ဓာကိုယ်ကတိတ်မနိုင်တော့ဘူးညလည်းအေးမောကမနေ့လည်းစောထားပြီးဧဝံဂေလိတွားနေပူထဲမှာရှောက်သွားဆိုကြာလာတော့ကျွန်တော်ခန္ဓာကိုယ်မခံနိုင်နေမကောင်းနေဖြစ်ဆိုအဲ့ကြားထဲမှာကျွန်တော်အမျိုးစဉ်းစားတယ်ကိုတော့ကျွန်တော်ဘယ်လိုလုပ်ရမလဲငါပဲဆောက်အတုံးမချတာလားစိတ်တုံလို့ဘယ်လိုဟောဘယ်သူမှမပြောင်းလဲနိုင်ဘူးကိုတော့ကျွန်တော်ရဲ့ခေါ်ခြင်းမဟုတ်လို့လားဆိုကျွန်တော်အရန်စိတ်သက်ကြတယ်ကျွန်တော်အခုရီပဲပြောပြမယ်အဲ့ချိန်မှာကျွန်တော်တကယ်မျက်ရည်ကျတာကိုတော့ကျွန်တော်စီမှာဘာအစွမ်းစားမှမရှိဘူးလားလူတယောက်ကိုတောင်မှပြောင်းလဲအောင်ကျွန်တော်မဟောနိုင်ဘူးလားဒီလိုနဲ့အမှုတော်ဆောင်ရင်ကိုတော့ကျွန်တော်ဘယ်လိုရှေ့ဆက်သွားရမလဲဆိုကျွန်တော်စိတ်သက်ကြတယ်ဖျားတခင်လည်းမေးခွန်းမေးတယ်အဲ့လိုနေချိန်မှာဝိညာဉ်တော်ဖာပြကျွန်တော်ထဲမှာတခုနိုးဆော်လာဘာနိုးဆော်လဲဆိုတော့ယောမခန်းကြီး8ခန်းငယ်28ခတ်သိမ်းသောအရာတွေကျွန်တော်ကြိုးဖို့ကောင်းဖို့ကြိုးလုံးကတဏှိသူတွေပြုစုကြတယ်ဆိုတဲ့ချမ်းပိုက်ဖတ်ဖို့စိတ်ထဲမှာပေါ်လာတယ်အဲ့နဲ့ကျွန်တော်အဲ့ဒါဖတ်ပြီးတော့ကျွန်တော်ဝန်ခံဖို့တခုကျွန်တော်စိတ်ထဲမှာရှိလာတယ်အဲ့ဒီအရာကပါလဲဆိုဖျားရှင်ကောင်းမဲ့ပါတယ်ကျွန်တော်ပေါ်မှာဖျားသခင်ဒီကျွန်တော်အတွက်အကောင်းဆုံးသောချမ်းစီရှိတယ်ဆိုပြီးတော့ယောမခန်းကြီး8ခန်းငယ်28ကိုကျွန်တော်နှုတ်ကနေဝန်ခံပြီးမွတ်ဆိုလိုက်တဲ့ချိန်မှာတကယ်ဖျားရဲ့မျက်မှောက်တော်တကယ်ခံစားတာဖြစ်တယ်အဲ့ဒီနှုတ်ကပတ်တော်ကျွန်တော်ကြားလိုက်တဲ့ချိန်မှာကျွန်တော်စကားပြောလိုက်တဲ့ကျွန်တော်နားကြားလိုက်တဲ့ချိန်မှာဒီအထဲမှာတစ်ခုခုကလှုပ်တာဖြစ်တယ်ခုနကျွန်တော်ပြောကိုအတုံးမချဘူးလို့ခံစားနေတဲ့အရာငါဘာမှမတတ်နိုင်ဘူးလူတွေနဲ့ရှင်တာသူများတွေအများကြီးလုံနိုင်တယ်ငါဘာမှမလို့အဲ့လိုတိမ်ငယ်တဲ့စိတ်တွေဆိုအကုန်လုံးအရေးပျော်သွားတာဖြစ်တယ်ဟာလေလုယာစစ်ကြောင့်တဲ့စိတ်တွေလည်းအကုန်ပျောက်သွားဒီထဲမှာဘာဝင်လဲဆိုငါယေရှုခရစ်တော်အဖြစ်ထိုက်တန်တော်တို့ဖြစ်တယ်မဟုတ်လားယေရှုခရစ်တော်အဖြစ်ဘုရားတင်ငါ့ကိုဗိတ်သိက်ထားတဲ့လူဖြစ်တယ်ဟာလေလုယာငါကအလကားလူမဟုတ်ဘူးဟာလေလုယာအခုနေဘယ်သူမှမပြောင်းလဲပြီမဲ့ကျွန်တော်ယုံကြည်တယ်ခဏနေချလို့ရှိရင်ဟာလေလုယာနောက်နေချလို့ရှိရင်အများကြီးပြောင်းလဲတာငါမြင်တွေ့ရမှာဆိုတဲ့စိတ်ကအလုံးလုံးနေနဲ့ဝင်လာတာဖြစ်တယ်ဟာလေလုယာ
အဲ့ဒါဘယ်နေရာနေစလာလဲဆိုတော့ခုနကျွန်တော်ပြောတဲ့နှုတ်ကပတ်တော်ဝိညာဉ်တော်ဖာပြစဝန်ခံဖို့နှိုးဆော်လိုက်တဲ့ကျွန်တော်ပြောလိုက်တဲ့ချိန်မှာဒီပြောထုတ်ဖို့လုပ်တဲ့ချိန်ဒီထဲမှာခံစားချက်ကအတူတူပဲဘာမှမပြောင်းလဲတော့ဒါပေမဲ့ကျွန်တော်နှုတ်ကနေထွက်သွားတဲ့စကားကြားလိုက်တဲ့ချိန်မှာချက်ချင်းကျွန်တော်နှလုံးသားထဲအကုန်လုံးပြောင်းလဲသွားတာဖြစ်တယ်ဟာလေလုယာအဲ့ချိန်ကနေစပြီးကျွန်တော်ထဲမှာကျွန်တော်ယုံကြည်ချက်တစ်ခုဝင်လာတယ်ဘာလဲဆိုငါဒီယေရှုခရစ်အဖြစ်ခတ်သိမ်းတော်ရောက်တတ်နိုင်တော်သူဖြစ်တယ်ဆိုတဲ့ဟာလေလုယာယေရှုခရစ်ကျွန်တော်အပေါ်မှာဝိညာဉ်တော်အဖြစ်ဝိညာဉ်စုကျေးဇူးတွေပေးထားတယ်ဆိုတာအင်မတန်မှယုံကြည်တဲ့စိတ်အပြည့်ဝင်လာတာပြောဖြစ်တယ်ဟာလေလုယာနှုတ်ကပတ်တော်ကပြောတဲ့ဟာလေလုယာယုံကြည်ခြင်းများနေရာယူလာတာဖြစ်တယ်အာမင်ဆိုတော့ကျွန်တော်အင်္ဂါနေ့လူငယ်တွေနဲ့အင်္ဂလိပ်ထွက်သွားတယ်ထွက်သွားတဲ့ချိန်မှာအဲ့မှာဒီမှာရန်ကုန်မှာရှိတဲ့တိတ်မချခင်ကထွက်လာတဲ့လူကနားလဲမယ်ထင်တယ်အဲ့ဒလာဘက်မှာသူတို့စိုက်ကားမဟုတ်တော့အစင်းမြင့်သွားပြီစိုက်ကယ်တွေနဲ့အဲ့လိုမျိုးစိုက်ကားဘလိုမျိုးလိုက်ပို့တဲ့ခေတ်ရောက်သွားပြီဆိုအဲ့မှာဒလာစိတ်ကမ်းပေးနာမှာစိုက်ကယ်သမားတွေကယ်ရီသမားတွေအများကြီးပဲဆိုတော့ကျွန်တော်အင်္ဂလိပ်ဟောဖို့ဖြစ်လာတယ်အဲ့နဲ့ကျွန်တော်အဲ့ဒီကယ်ရီမောင်းတဲ့လူတယောက်ကျွန်တော်ကလည်းရွေတဲ့ခါမှာခမမကိုရွေးမိတာဗလာချီချီနဲ့ပါစကလည်းနီရဲတောက်နေတာပြေလေသူပုံစံဘသူမှဂယုမဆိုင်ဘူးဆိုတဲ့ပုံစံဒူးလေးနန့်ပြီးတော့ဟိုဘက်လဲနေတာကျွန်တော်အဖြစ်ချင်တော့သူနဲ့သွားစားမိတယ်သူ့ကျွန်တော်ပြောတယ်အကိုနေကောင်းလားဆိုအေးကယ်ရီငားမလို့လားဆိုမဟုတ်ဘူးခဏနေတော့လိုရင်တော့ငားမယ်ဆိုမငားဘူးလို့လည်းမပြောရမို့လို့ရှင်သူကျွန်တော်ပြောတဲ့စကားနားထောင်မှာမဟုတ်တော့ဆိုကျွန်တော်ခဏနေငားရင်လည်းငားဖြစ်မယ်ထင်တယ်ဆိုဟောအေးဆိုကျွန်တော်ယေရှုခရစ်ကြောင့်ပြောတယ်လုံးဝနားမထောင်လက်တောင်မကြည့်ဘူးမျက်နှာဘသူလဲဆိုတော့မကြည့်သူအောက်ဘက်ပဲကြည့်ပြီးတော့သူ့ကွင်းရလေးကိုဝါပြီးတော့ကျဲလို့မျိုးလုံနေတာကျွန်တော်ပြောရတော့အရန် feeling ငုတ်တယ်ဒါပေမဲ့ကျွန်တော်စိတ်ထဲမှာခုနပြောတဲ့နှုတ်ကပတ်တော်ကပြောတဲ့ယုံကြည်ခြင်းနေရာယူတဲ့ခါမှာကျွန်တော်စိတ်ထဲမှာပါဝင်လာလဲဆိုတော့ဒီလူကပြောင်းလဲရမယ်ဆိုတော့စိတ်ဝင်လာတာအဲ့နဲ့ကျွန်တော်စိတ်ထဲမှာဝိညာဉ်တော်ကဘာစကားပြောလဲဆိုအဲ့လူရဲ့မိခင်ကနေမကောင်းမှုဆိုတဲ့အရာကျွန်တော်စိတ်ထဲမှာအလိုလိုနဲ့ဝင်လာတာဖြစ်တယ်အဲ့နဲ့ကျွန်တော်ဘာပြောမှမသိတာသူကဘလို့ပြောလက်ကုန်မချီတော့ဆိုတော့ကျွန်တော်လည်းသူ့ကိုပြောလိုက်တယ်အကိုမင်းနေမကောင်းဘူးမလားကျွန်တော်ဆူတောင်းပေးမယ်ဆိုတဲ့အခါ तू ကချစ်ချင်းလက်လာအဲ့နဲ့ကျွန်တော်ဆူတောင်းပေးမယ်နော်ကျွန်တော်ခရိယန်ဖြစ်တယ်မျက်စိလေးမိတ်ပေးပါဆိုကျွန်တော်ဆူတောင်းနေကြ तू မျက်ရည်ကျတယ်အဲ့နဲ့ तू ခဏနေ तू ဘာပြောလဲဆိုအကိုအမေကကင်ဆာယောဂါနဲ့နာတာရှည်ဖြစ်တာကြာပြီ तू ဆေးကုဖို့လည်းပတ်စံမရှိဘူးအရမ်းမျောလင့်ချင်းမဲနေတာဖြစ်တယ်ဆိုအဲ့နဲ့ကျွန်တော်အဲ့နေရာနေယေရှုခရစ်ကြောင့်သူ့ကိုပြောတယ်အဲ့နဲ့ကျွန်တော်တကယ်ချင်းတွေလည်းအချိန်ပြည့်တဲ့ခါကျတော့လောထွက်ချင်ကြဆိုလူငယ်တွေကအဲ့နဲ့ကျွန်တော်သူ့ကိုဆက်ပြီးပြောဖို့ခေါ်ပေးဖို့ချိန်မရှိတဲ့ကသူ့ကျွန်တော်အေးဝေစာလေးပေးခဲ့အဲ့မှာဝေစာပေါ်မှာခရစ်တော်ကဘယ်လိုခေါ်ဖေးရမလဲဆိုတာအကုန်ပါတယ်ဆိုသူ့အကိုဒီဟာဖတ်ဖြစ်အောင်ဖတ်လိုက်ပါအခုအမေကျမ်းမှာဖို့ဖြစ်လိမ့်မယ်ဆိုသူ့ကိုကျွန်တော်ဝေစာပေးပြီးကျွန်တော်ထားခဲ့တာဖြစ်ဟာလေလုယာဟာလေလုယာနှုတ်ကပတ်တော်ကပြောတဲ့ယုံကြည်ခြင်းရှိလာတဲ့ခါမှာတကယ်နမိတ်လက္ခဏာဖြစ်တာဖြစ်တယ်ဟာလေလုယာအားငယ်တဲ့စိတ်တွေပျောက်သွားတယ်ဟာလေလုယာကိုအသုံးမချဘူးလို့ထင်နေတဲ့ဒီအထဲမှာပြည့်နေတဲ့အနုလက္ခဏာတွေအကုန်လုံးကပျောက်သွားတာဖြစ်တယ်အာမင်အဲကြောင့်သင်နဲ့ကျွန်တော်ဘယ်အရာတွေကိုနားထောင်နေတယ်လဲဘယ်အရာတွေကိုနားဆွနေတယ်လဲဆိုတာတိတ်ကိုအရေးကြီးတာဖြစ်တယ်ဟာလေလုယာဒုတိယချင်းနဲ့ကျွန်တော်ဗာပြောချင်လဲဆိုနှုတ်ကပတ်တော်ကပြောတဲ့ယုံကြည်ခြင်းကဘာလဲအာမင်ဟာလေလုယာနှုတ်ကပတ်တော်ကပြောတဲ့ယုံကြည်ခြင်းကဘာလဲဆိုတဲ့အရာမိတ်ဆွေစိတ်ထဲကနေဖြေလိုက်ပါကျွန်တော်နှုတ်ကပတ်တော်တစ်ချက်ဖတ်ချင်တာဖြစ်တယ်ယုံကြည်ခြင်းအကြောင်းပြောလို့ရှိရင်မဖတ်ပဲမရတဲ့ကျမ်းပိုက်တစ်ပိုက်ဖြစ်တယ်ဟေဘဲဩဝါဒစာခန်းကြီး7ခန်းငယ်1ယုံကြည်ခြင်းနှင့်မျှော်လင့်သောအရာတို့ကိုမျက်မှောက်ပြုခြင်းဖြစ်၏မမြင်သေးသောအရာတို့ကိုတိမှန်ဆွဲလန်းခြင်းကြောင့်ဖြစ်၏တဲ့ဟာလေလုယာဒီနေရာမှာဒီကျမ်းပိုက်ကိုကြည့်တဲ့အခါမှာအထူးသဖြင့်ကျွန်တော်နှလုံးသားတုတ်ထိသောအရာကဘုရားခင်စကားပြောသောအရာကပါလဲဆိုမျှော်လင့်သောအရာအာမင်ဒီဟေဘဲဩဝါဒစာအထူးသဖြင့်ကသူတို့ဒီကျမ်းရေးထားတဲ့ဆရာကအထူးသဖြင့်ဒီဟေဘဲကျမ်းကိုအင်္ဂလိပ်လိုပြောမယ်ဆိုရင် faith နဲ့ hope မျှော်လင့်ခြင်းနဲ့ယုံကြည်ခြင်းကြောင့်အထူးရေးသားထားတဲ့ဩဝါဒကျမ်းဖြစ်တယ်ဆိုတော့ဒီဟေဘဲ7ခန်းငယ်1မှာပြောတဲ့မျှော်လင့်ခြင်းဆိုတဲ့အရာကကျွန်တော်ကျမ်းစာနဲ့ပဲအဓိပ္ပာယ်ပြန်မယ်ဆိုရင်ဘာလဲဆိုတော့ဟေဘဲခန်းကြီး6ခန်းငယ်19ထိုမျှော်လင့်ခြင်းမူကားဟေဘဲခန်းကြီး6ခန်းငယ်19ထိုမျှော်လင့်ခြင်းမူကားကလကာအတွင်း၌ချ၍မြဲမှန်ခိုင်ခန့်သောစိတ်နှလုံး၏ကြောက်ဆုကဲ့သို့ငါတို့၌ရှိသည်မေခိဇဒက်နီးသူ
Tawara Jibrohe Mimpito, Yeshudi, Nado, To doing a yet teto, she saw we went to Pidom weed. Hallelujah. Dima, Shishin Lilin Piota Pide, Kuna, Hebia Kanji Seti Kanga Tima, Piota and Myolin Chinga Balesro. Zomi Chansa Tema, Paloshin Ba Yago, Toya the Lesro. To Piota de Provision there. Eddie Myolin Chin so de Ayagade, the gay piece on bead. Belauti down piece on leso. County Mashide, Piadikin Tero Tema, Attention Zone Doniama, To Myolin Chin, General Myolin Chin Pide, To Yeshu Kedopia, make his need to pide, Yiprohi Miha, Piadikin Sima, Yaunim bead. Hallelujah. Dinyama tu Piochin do Myolin Chin Soreya, Tu Yin do Yaka Baleso, Yeshu Kedopia go Yin Chin. Hallelujah. Hebia Kanji City Kangetima Babioleso, Myolin do Ashadoko, Nyama Puchi. Hallelujah. So, Genono, Ba Nyama Pusi in the leso, To Yeshu Kedopiaco Tali, Nyama Pupu Piota Pida. Hallelujah. Yo Tichino Pioda Kama Balesero, Loka Yarigo, Nyama Puchimo. Hallelujah. Coco, Nyama Puchimo. Hallelujah. To Yeshu Kedopiaco Tali, Nyama Puchini, Young Tichin Pida. Hallelujah. Amen. Hebia Kanji, the Sedema Babiolesero. Piauma to Dodi, young teaching api attention late me. You know, changing since I did a day bega balelo, since I did normally dame, could the ball like the Yatakua. Piauma to the yard, Yeshu could api, Piauma to the young teaching api attention yammer, Babilo lesro. Yeshu could api Piauma chingo yade, young to the ha. A 2 year tane, pounds at had a luta pit there. Naya sinan, attention the kama. Matima Bene appeared low me there. Payama Chidi Harry, low me the change there. Elo Ayari, Miala de Kamatakadili, Yeshu Kidopia, alone sound doya, low sound big happy me. Go, Mima Pula me the Kama, Nama piece on Dobu. Now, Piati counting in Mataitan Dodu Pides or Cedric Alone Wula Pide. Edaga Matimata Balesro, Go, Mima Puda Teta Pide. Elo Miotari, Yaushi La de Kama, Ange Chinwe. Say the church in near you, Lama Pit. No Comando up your day. To what Lutado imatama chida touch. Yeshu could be Pelma China that Lutado. Young Chichin Pide, To Yeshu Kedogotali, Niamop your testing people of the Piaginga, Piotara Pide. Hallelujah. Hallelujah. Maybe in a Mataitan Dobulo Kanzani Tonyale, To Yeshu Kredo Chishu Chinapi, To Credogo, Niamop you Chinapi, Nadi, Yeshu Credo Api. Titan do pides or tibu pide. Hallelujah. Anayoga de Kanzani Adala. Amen. Anayoga Shiras of Kesamashibu. Yeshu Kedogo, Nyama Pulaiba. Hallelujah. Bapila Anayoga Shide Kesamashibu. Yeshu Danche Doping Adi. Anayoga Pioleshi. Hallelujah. At that tama, attention the Naya Daima, low sound Tamiato Ayadi, Karit Dogo Tali, Nyama Pupo Pide. Hallelujah. Toyadi Chansaga Piode, Young Chichimio Pide. Amen. I told the bitch that time, I'm a tama, Koya, the Tino, she did making Chitiao she did. Hudo to Bono and Sadovi. To the Tauchino, a young Koya, Pide, Nameroma Piodo. To go but Tetama, Kinsayoga, Shida Pide, Kimo Relaha, a car, Nase Lautin, to Kanaka Kimo Tunyara Pide. Lune ne Chilai Mason, Yan Tanapu counted, Luz Oleha, now Pinson Taping Chonlara, Sabino Ile Masido. The Kale, 2 G like that, say that Jabu County. Dapi met 2 net to Chino appointment to Mali. 2 American Chino Kunga paid up here. The Kale not, I don't county. Name a county Lua 2 to do Tode, Ni County Luta Kunga Pisera. No, to net Chino appointment to 2 what you know Kunga paid. Siapiang Poo, Machaki Machama Chama Mapide. Yeshu danced up in our Chama Roma, Machaki say o Toby, Naronia Tete Kanjame, Naga Mimalo Piome, Ninga Engelo Bata Pien, the Dingang Chong Piome, ha, Chino appointment toilet, the say them Mali, the Chore say the pillar, 2 Simali to get positive energy, AMP rapid, 2 Bina machine, and Chino Young Chichile, a lolo in a teller rapid, Imatama, pure hook on a bit. The dying since our team is ha, Kensayadu, take Hanilu appointment toilet. Lune since our team is say that Chapu County. Dabime, 2 net to Mali, say that Chapu Nidata, Imatama Techola, hallelujah. To the suit, don't pitch in the Sedama, the poor Pine, Bauleso, to a tema, hallelujah, hallelujah. To Mima Puto Yaka Baleso, to Nayoga, Longam Hobuno.
သူအနာရောဂါကြောင့်ပြောတယ်လုံးဝမကြိုက်ဘူးငါဒီယေရှုခရစ်ပဲချမ်းပါမယ်ငါချမ်းပါလာလို့ရှင်ဒီလိုဖြစ်မယ်အဲ့ဒါပဲသူစဉ်းစားတာဟာလေလုယာအဲ့ကြောင့်ကျွန်တော်တက်တာထဲမှာတခါတလေပြဿနာကိုပဲတအားမျက်မှောက်ပြုတ်လာတဲ့ခါမှာစိတ်သက်ချခြင်းပဲရတာဖြစ်တယ်ဘာမှပြဿနာလေးပျောက်သွားတာမဟုတ်ဘူးဒါပေမဲ့နှုတ်ကပတ်တော်ကသင်တဲ့ကျွန်တော်ကိုရှေ့စေခြင်းနဲ့ယုံကြည်ခြင်းဖြစ်တဲ့ထိုယေရှုခရစ်တော်ကိုသားလေးမျက်မှောက်ပြုတ်ခြင်းအသက်တာနဲ့အသက်ရှင်မှုဖခင်သခင်အလိုတော်ရှိတာဖြစ်တယ်ဟာလေလုယာဟာလေလုယာနောက်ဆုံးသူ့ရဲ့အသက်ထွက်တဲ့အထိကျွန်တော်ဆရာတွေနဲ့တူစောင့်တာဖြစ်တယ်သူ့ကျွန်တော်ကြည့်တဲ့ချိန်မှာလုံးဝသူ့မျက်လုံးထဲမှာလေနောက်ဆုံးအသက်ထွက်တဲ့အထိမျောလင့်ခြင်းပြတ်တဲ့မျက်လုံးမရှိဘူးသူ့မျက်လုံးထဲမှာမျောလင့်ခြင်းရောင်ခြင်းအများတန်းနေနောက်ဆုံးထွက်တဲ့အထိနော်ဟာလေလုယာဟာလေလုယာကျွန်တော်စဉ်းစားတဲ့ခါမှာကျွန်တော်သဘောပေါက်လိုက်တဲ့အရာတစ်ခုကအစကျွန်တော်စဉ်းစားတယ်ကိုတော့ဒီလောက်ယုံကြည်ခြင်းကြီးတဲ့မိခင်ကြီးဘာလို့မချမ်းမာရတာလဲလို့ကျွန်တော်မေးခွန်းမေးတဲ့ချိန်မှာဘုရားသခင်ဘာပြောလဲဆိုလက်ဝိတ်ပွဲမှာထိုးတဲ့လူကပဲအနိုင်ရတာတဲ့ကျွန်တော်ဖြစ်ချင်တာလက်ဝိတ်ပွဲထိုးတယ်တစ်ဖက်လူကိုဖယ်လို့ရှိရင်အဲ့ဒါအနိုင်ရတယ်လို့ခေါ်လားမခေါ်ဘူးနောက်ဆုံးအချိန်ထိဟာလေလုယာကင်ဆာယောဂါကသူ့ကိုနိုင်ပါတယ်လို့ဟာလေလုယာအနိုင်မရနိုင်တဲ့ထိသူလုံးဝနောက်ဆုံးထွက်တဲ့ချိန်နဲ့သူတိုက်ခံခဲ့တာဖြစ်တယ်ဟာလေလုယာဒါဘုရားသခင်ကြိုက်တဲ့ယုံကြည်ခြင်းမျိုးဖြစ်တယ်အာမင်အင်မတန်မှခွန်အားရတာဖြစ်တယ်ဒါဝိဒ်တက်တာမှာပဲထိုနည်း၎င်းပဲသူဂေါလက်နဲ့တွေ့တဲ့ချိန်မှာကျမ်းစာဖတ်ကြည့်လိုက်ပါသူမျက်မှောက်ပြုတ်တဲ့ຢာတွေ့ရတာဖြစ်တယ်ဒါဝိဒ်မင်းကြီးကသူမျက်မှောက်ပြုတ်တဲ့ຢာကဘယ်နေရာမှာတွေ့ရလဲဆိုတော့ဓမ္မရာဇဝင်ပထမဆောင်ခန်းကြီး7ခန်းငယ်26ထဲမှာကျွန်တော်ဒီတိုင်းဖတ်ကြည့်လိုက်မယ်နော်ကျွန်တော်အိမ်မှာတမခွန်အားရတဲ့ຢာကဘာလဲဆိုအသက်ရှင်တော်မူသောဖျားသခင်၏ဘိုးချီတို့ကိုကျင်းပရမည်ကြောင်းအယေဖျားလေးခြင်းကိုမခံသောထိုဖိလိတိလူဒီတဲ့ဟာလေလုယာဒါဝိဒ်ကလေအဲ့ညမှာ तू ဂေါလက်ကိုလည်း तू တွေ့တယ်ဘယ်လောက်ထိကြောက်စရာကောင်းလဲဆိုတော့ तू မျက်လုံးနဲ့တော့မြင်တယ်ဒါပေမဲ့ तू ပြောလိုက်စကားထဲမှာ तू ပြောတဲ့ခါမှာ तू ရန် तू ဘယ်လောက်ကြီးတယ်ဆိုတော့ကြောက်မပါဘူးနော် तू ပြောလိုက်တဲ့ຢာကဒီလူကဖျားသခင်နဲ့မဆက်ဆိုင်တော့လူဖြစ်တယ်ငါကဖျားသခင်နဲ့ပရိညင်ပြုတ်ထားတဲ့လူဖြစ်တယ်ဒီလူကဘာကြောင့်ဖျားသခင်လူတွေထိရမှာလဲဆိုတော့ तू တွေ့တာနော်ဟာလေလုယာကျွန်တော်ဆိုဟာဂေါလက်ကြီးတွေ့ဆိုတခါလေလမ်းဖြတ်ပြီးထွက်သွားမယ်ဖွေးတယ်ဖြစ်တယ်ကျွန်တော်တခေါက်အဲ့ဒါပြောရင်းနဲ့တခေါက်ကျွန်တော်ဟို60မှာဗာလဲအပတ်မှာနေတော့ကျွန်တော်အိမ်တခိုးဝင်တာတခိုးဝင်တဲ့ခါကျွန်တော်ဘာဖြစ်လဲဆိုတော့နှစ်ခေါက်တောင်တခိုးဝင်တယ်အဲ့ဒါနဲ့ပထမတစ်ခေါက်တော့ကျွန်တော်မမိလိုက်ဘူးဒုတိယတစ်ခေါက်ကျတော့ကလေးလေးတောင်မိသွားအဲ့နဲ့ကျွန်တော်ဒီလူတွေတော့စိတ်ထဲမှာတိတ်မချေနှက်ဘူးပေါ့နော်အဲ့နဲ့ဘာဖြစ်လဲဆိုတနေ့ကျွန်တော်အပါမန်ထဲမှာဂျင်ခန်းသွားတာအရင်တော့ကျွန်တော်ဂျင်ခဏသွားတယ်ခုတော့နည်းနည်းလာပပဖြစ်မယ်ပေါ့အဲ့ဒါနဲ့ကျွန်တော်ဂျင်သွားတဲ့ခါမှာအပါမန်ယုံရဲ့အောက်မှာဂျင်ရှိတာဖြစ်တယ်အဲ့နဲ့ကျွန်တော်ဂျင်ဆော့ပြီးတော့အပေါ်ပြန်တက်တယ်ပြန်တက်တဲ့ခါမှာအဲ့အပါမန်လေကားတစ်ခုမှာလူတယောက်ကကျွန်တော်ကြည့်နေကျွန်တော်ခံစားလိုက်တယ်အဲ့နဲ့ကျွန်တော်ပါမန်ရုံးကိုတွားပြီးကျွန်တော်သူတို့စကားပြောတယ်ကျွန်တော်အိမ်တခိုးဝင်တယ်ပါမန်ကဘလို့တာဝန်ယူပြပါနေပြောတော့ဟိုလူကလည်းတေချာနားထောင်နေကျွန်တော်စကားပြောနေကျွန်တော်မတိဒီအနောက်ကမျက်လုံးရှိတာတော့မဟုတ်ပြင်မဲ့ तू ကြည့်နေတယ်ဆိုကျွန်တော်ခံစားလို့ရတယ်ဘာဖြစ်လဲဆိုအဲ့လေကားရဲ့အောက်မှာပကြီးကားချက်တစ်ခုရှိတယ်အဲ့မန်ကနေအလင်းပြန်တော့လူတယောက်ရှိတယ်ဆိုကျွန်တော်သိတယ်အဲ့နဲ့ဟိုလူကလည်းတေချာနားထောင်နေတာပြောသမျှနားထောင်တယ်ကျွန်တော်တီးလိုက်ပြီဒီလူကတော့မယိုးသားတော့ဘူးစိတ်ထဲမှာတော့လုံးဝမချေတော့ဘူးလုံးအပြက်တီးလိုက်မယ်ပေါ့တွေးလို့ရှိရင်ခဏနေပြေးပြီးဖမ်းမယ်ပေါ့စဉ်းစားအမျိုးမျိုးစဉ်းစားတယ်အဲ့နဲ့ကျွန်တော်လည်းအပမြတ်ချစ်ချင်းမထုတ်ဘူးဒီလိုလေးချောင်းကြည့်ဒီလိုချောင်းကြည့်အဲ့နဲ့ဟိုလူကလည်းကျွန်တော်ချောင်းကြည့်တယ်ချောင်းကြည့်အဲ့နဲ့ကျွန်တော်နှစ်ယောက်ချင်းချောင်းကြည့်တာချင်းတူနေတာအဲ့နဲ့ခဏနေကျတော့ဖြစ်ချင်တော့အကြည့်ချင်းဆုံသွားတာသူကလည်းချောင်းကြည့်ကျွန်တော်လည်းချောင်းကြည့်နှစ်ယောက်စလုံးတွေ့တော့ခုနတော့ဟာဒီလူကိုဖမ်းမယ်ထိုးမယ်ရိုက်မယ်ဘာညာစဉ်းစားရဘလို့ဖြစ်သွားလဲမသိဘူးအဲ့ဒီလူကိုတွေ့လိုက်တော့ကျွန်တော်လည်းစိတ်ပြောင်းသွားတယ်ဘာဖြစ်လဲဆိုဒီလိုဘာပြောမှမသိတော့တာနဲ့မျက်လုံးချင်းဆိုင်တော့လက်မထောင်ပြလိုက်တယ်လူကလည်းတော်ကြောင်သွားပဲကျွန်တော်စိတ်ထဲမှာတော့တွေးလို့ရှိရင်ဟဲ့ကောင်လာဖမ်းမယ်စီစဉ်ထားတာတော့အဲ့ဒါဒါမဲ့ရုပ်တည်းတွေးလို့တယ်ကျွန်တော်လည်းကြောက်လန့်ပြီးတော့ဘာလို့မသိတာနဲ့လက်မထောင်ပြလိုက်တာ
ဒါဝိကတော့အဲ့လိုမဟုတ်ဘူးအာမင်ဂေါလက်ကိုတွေးလိုက်တဲ့အချိန်မှာ तू ကလမ်းဖြစ်မသွားဘူးအာမင် तू ကဘာပြောလဲဆိုတော့ဒီလူကဖျားသခင်နဲ့ပရိညင်မပြုတ်ထားတဲ့လူဖြစ်တယ်ဟာလေလုယာဘာကြောင့်ကြောက်ရမှာလဲဟာလေလုယာဖျားသခင်ကတည့်တဲ့ကိုဒီနေ့ငါ့ကိုအမှဖြစ်တယ်ဆိုပြီးတော့ယုံကြည်ခြင်းနဲ့ကြွေးကြော်သွားတဲ့ဒါဝိမင်းကြီးဖြစ်တယ်အာမင်အဲကြောင့်သင်ရှိမှာဘာပြဿနာရှိလဲဘာအခက်အခဲရှိလဲသင်ရဲ့ပြဿနာဘယ်လောက်ကြီးလဲဘယ်လောက်ကြောက်စရာကောင်းလဲသင်ရဲ့အနာရောဂါဘယ်လောက်ဆိုးလဲဆိုတာတွေကိုပဲမျက်မှောက်မပြုတ်ပါနဲ့ဟာလေလုယာသင်ရဲ့အနာရောဂါနဲ့ပတ်သက်ပြီးထာဝရဘုရားသခင်ကဘာပြောထားသလဲဟာလေလုယာကျွန်တော်မျက်မှောက်ပြုရမှာဒီထိုယေရှုခရစ်တော်ရဲ့ခံခဲ့သောဒဏ်ချက်တော်ဖြင့်ကျွန်တော်ဒီအနာရောဂါပျောက်လက်ရှိပြီဟာလေလုယာဟာလေလုယာကျွန်တော်ပြုရမျက်မှောက်ပြုရမှာတော့အရာဒီထိုခရစ်တော်ကသာဖြစ်လေဟာလေလုယာဘေးနာလူတော့ကြည့်လို့ရှင်ဒီအတုံးမချတဲ့လူအတုံးမတဲတဲ့လူပြောကောင်းပြောလို့မေဒါမဲ့ဒါတွေနားမထောင်ပါနဲ့ကျွန်တော်မျက်မှောက်ပြုရမှာသူများပြောတဲ့စကားတွေမဟုတ်ဘူးခရစ်တော်အဖြစ်တင်ဒီထိုက်တန်တော်သူဖြစ်တယ်အမြင့်ဆုံးသောထာဝရဘုရားသခင်ရဲ့အချစ်ဆုံးတော်သူဖြစ်တယ်ဟာလေလုယာကျွန်တော်စဉ်းစားကြည့်မစို့အင်မတန်မှ excite ဖို့ကောင်းတာဖြစ်တယ်ဘုရားသခင်ရဲ့အချစ်ဆုံးသောသားတော်ယေရှုနဲ့ထပ်တူထပ်မြတန်ဖိုးရှိလို့ဘုရားသခင်ကတင်နဲ့ကျွန်တော်တို့သူ့သားတော်နဲ့လဲပြီးတော့ကျွန်တော်ကိုရွေးဝယ်ခဲ့တာဖြစ်တယ်ဟာလေလုယာတင်ရဲ့တန်ဖိုးတကယ်နားလည်လို့ရှိရင်တော့လောကမှာစိတ်ဖက်စရာမရှိဘူးနော်အမှန်တကယ်ဘုရားခင်ကျွန်တော်အယံတန်ဖိုးထားတာနော်ကျွန်တော်တို့အလကားမလို့မဟုတ်ဘူးအမြင့်ဆုံးသောထာဝရဘုရားသခင်ရဲ့အချစ်ဆုံးသောသူဖြစ်တယ်ဟာလေလုယာတင်ဘေးနာမှာရှိတယ်လို့ပြောလိုက်ပါတင်ဒီဘုရားသခင်ရဲ့အချစ်ဆုံးသောသူဖြစ်တယ်လို့ဟာလေလုယာအာမင်စိတ်ဓာတ်မချပါနဲ့အာမင်လူတွေကတော့အမျိုးမျိုးပြောမှာပါမင်းတို့အဲ့လိုပြောကိစ္စမရှိဘူးသူတို့ပြောချင်တာပြောပါစေကျွန်တော်မြုံမောက်ပြောရမယ်တော့အရာဒီထိုယေရှုခရစ်တော်ကိုသာဖြစ်လင်ဟာလေလုယာခရစ်တော်အပြစ်တင်ဒီထိုက်တန်တော်သူဖြစ်တယ်ခရစ်တော်အပြစ်တင်ဒီဖျားသခင်အချစ်ဆုံးတော်သူဖြစ်တယ်ဟာလေလုယာဒဏ်ချက်တော်အပြစ်ကြားမှာချင်းဝင်ရရှိတော်သူဖြစ်တယ်ယေရှုခရစ်တော်အပြစ်လောကကိုအောင်မြင်တော်သူဖြစ်တယ်ဆိုတာယေရှုခရစ်လှုပ်ဆောင်ပေးခဲ့တော်အရာကိုတော့မျက်မှောက်ပြုရင်းနဲ့အသက်ရှင်ရမှာဖြစ်တယ်ဟာလေလုယာအဲ့ဒါကြောင့်ဟေဘရဲခန်းကြီး30မှာပြောထားတဲ့အရာကအဲ့ဒါဖြစ်တယ်ဖြောင့်မတ်တော်သူဒီပါဖြစ်လေယုံကြည်ခြင်းအဖြစ်အသက်ရှင်ရမယ်ဟာလေလုယာယုံကြည်ခြင်းဆိုဒီမှာဘာလဲမျောလင့်တော်ရာတွေကိုမျက်မှောက်ပြုခြင်းဖြစ်တယ်မျက်မှောက်ပြုရမှာဘာလဲမျောလင့်ခြင်းဖြစ်တဲ့ထိုခရစ်တော်ဘုရားကိုမျက်မှောက်ပြုပြီးတော့နေ့ရက်စဉ်တိုင်းအသက်ရှင်တော်လာဖို့ဖြစ်တယ်ဟာလေလုယာကိုလည်းကြည့်စရာမလိုမပြည့်စုံခြင်းတွေလည်းကြည့်စရာမလိုယေရှုခရစ်တော်ရဲ့ပြည့်စုံခြင်းကြည့်ရမှာဖြစ်တယ်ဟာလေလုယာယေရှုခရစ်တော်လှုပ်ဆောင်ပေးခဲ့သောအရာကိုမျက်မှောက်ပြုရင်အသက်ရှင်တော်လာဖို့ဘုရားသခင်အလိုတော်ရှိတာဖြစ်တယ်အဲ့ဒီယုံကြည်ခြင်းကဘာလဲဆိုတော့နှုတ်ကပတ်တော်ကပြောတယ်ယုံကြည်ခြင်းဖြစ်တယ်ဟာလေလုယာဟာလေလုယာဟာလေလုယာအဲကြောင့်ကျွန်တော်တက်တာထဲမှာဘလို့ပြဿနာတွေရှိပါစေစိတ်ဓာတ်မကြပါနဲ့ယေရှုခရစ်တော်ကိုသာကြည်ပါဟာလေလုယာခရစ်တော်ကိုသာမျက်မှောက်ပြုပါဟာလေလုယာအလိုလိုနဲ့တင်းရဲ့တက်တာထဲမှာကြားနေတဲ့စိတ်တွေအလိုလိုနဲ့ပြန်တက်လာမှာဖြစ်တယ်အာမင်ကိုယ့်ရဲ့ထိုက်တန်ခြင်းခရစ်တော်ထင်တဲ့ကိုယ့်ရဲ့ဖြစ်ခြင်းအာမင်အမြဲတမ်းတတိယဖို့လိုအပ်တာဖြစ်တယ်ဟာလေလုယာတတိယချက်မြင်သွားတယ်နော်တတိယချက်နဲ့ကျွန်တော်ဘာပြောလဲဆိုတော့ဘာပြောချင်လဲဆိုတော့ဖျားသခင်အလုံးလုံးဖို့ယုံကြည်ခြင်းတင်းပမာဏအရေးကြီးပါသလားတနည်းအားဖြင့်ပြောရမယ်ဆိုရင်တင်းယုံကြည်ခြင်းတေးတာအရေးကြီးလားကြီးတာအရေးကြီးလားလို့မေးချင်တာဖြစ်တယ်မိတ်ဆွေဘယ်လိုစဉ်းစားလဲကျွန်တော်အဲ့ဒါတော့နည်းနည်းစိတ်ဝင်စားတယ်ကျွန်တော်စဉ်းစားတာတကယ်ကြီးမားတဲ့အရာလုပ်တော့မယ်ဆိုရင်တကယ် vision ကြီးနဲ့ကြီးမားတဲ့အရာတွေလုပ်တော့မယ်ဆိုရင်ကြီးမားသောယုံကြည်ခြင်းလိုမယ်လို့ကျွန်တော်တခါလေစဉ်းစားတတ်ကြတာဖြစ်တယ်အာမင်အဲ့လိုစဉ်းစားဘူးလားဟုတ်တယ်နော်စဉ်းစားဘူးတယ်လို့ပဲကျွန်တော်ခံယူလိုက်မယ်ဆိုတော့အဲ့ဒီအရာကိုကျွန်တော်နှုတ်ကပတ်တော်တစ်ချက်ဖတ်ချင်တာဖြစ်တယ်ရှမာသက်ခရုဝင်ခန်းကြီးစခွန်ခန်းငယ်20မှာတင်တို့ဒီယုံကြည်ခြင်းမရှိသောကြောင့်မနှင်ထုတ်နိုင်ကြငါအမှန်ဆိုဒီကားတင်တို့ဒီမုံညင်းစိတ်ခန့်မြလောက်သောယုံကြည်ခြင်းရှိလေထိုတောင်ကိုနေရာမှရွှေ့လောဟုဆိုကြသောနေရာမှရွှေ့လိမ့်မည်ဟာလေလုယာယုံကြည်ခြင်းရှိလျင်တင်တို့မတတ်နိုင်သောအမှုမရှိတဲ့ဒီရာကခရစ်တော်ပြောလိုက်တဲ့စကားဖြစ်တယ်ကျွန်တော်စဉ်းစားတယ်ယုံကြည်ခြင်းကြီးတာတေးတာရေးကြီးသလားလို့ကျွန်တော်စဉ်းစားတဲ့ချိန်မှာဒီနောက်ကပတ်တော်နှလုံးသွင်းပြီးစဉ်းချင်တဲ့အခါကျွန်တော်အထဲမှာဖခင်ဘာစကားပြောလဲဆိုခရစ်တော်ဖခင်ကပြောနေတာနော်သူခရစ်တော်ဖခင်ကပြောချင်တဲ့အရာကဘာလဲဆိုမင်းတို့တဲ့ယုံကြည်ခြင်းကြီးတာတေးတာရှိစရာမလိုဘူးရှိယုံမြတာတည်တည်လေးရှိလိုက်ပါတဲ့ဟာလေလုယာတည်တည်လေးရှိယုံမြဆိုတလောက်ပဲရှိရင်တောင်မှတဲ့ဖ
ရားသခင်ကတင်းရဲ့အခက်ခဲပြဿနာတောင်ကြီးကိုပင်လေရွေ့ရှင်နိုင်မှာဖြစ်တယ်ဟာလေလုယာဟာလေလုယာအဲကြောင့်ပြဿနာကဘာလဲဆိုတော့အရေးကြီးတဲ့အရာကဘာလဲဆိုတော့တင်းရဲ့ထဲမှာယုံကြည်ခြင်းဘယ်လောက်ကြီးတယ်လဲဆိုတော့အရေးမကြီးဘူးနော်အရေးကြီးသောအရာကဘာလဲဆိုတော့တင်ယုံကြည်တဲ့လူကဘယ်သူလဲဆိုတာအရေးကြီးတာဖြစ်တယ်ဟာလေလုယာတင်ယုံကြည်တဲ့လူကဘယ်လောက်အတိုင်းတာထိတတ်နိုင်တယ်လဲဆိုတာပိုအရေးကြီးတာဖြစ်တယ်အာမင်ကျွန်တော်ဥပမာပြောရမယ်ဆိုရင်ဒီမှာဥထွန်ပြီးရှိရနော်ဥထွန်ပြီးရဲ့လုံနိုင်တဲ့တွန်းနိုင်တဲ့မနိုင်တဲ့အတိုင်းတာတစ်ခုကျွန်တော်ခံမှန်းလို့ရတာဖြစ်တယ်နော်ဟုတ်တယ်နော်ဥထွန်ပြီးဆိုတော့ तू မလုံနိုင်မဲ့အရာတစ်ခုဖြစ်တဲ့ကျွန်တော်ဒီ state ဘယ်လို့မှမရွေ့နိုင်တဲ့ state တစ်ခုကိုကျွန်တော်ဥထွန်ပြီးကိုပြောလိုက်မယ်ဥထွန်ပြီးဒီ state ကလည်းရှေ့ရောက်နေတယ်နည်းနည်းအနောက်ရောက်အောင်တွန်းပေးပါဆိုဖြစ်နိုင်မလားဖြစ်နိုင်မယ်လို့ထင်သလားမဖြစ်နိုင်ဘူးကျွန်တော်ဥထွန်ပြီးပေါ်မှာယုံကြည်ခြင်းတောင်လောက်ကြီးတဲ့ယုံကြည်ခြင်းရှိပြီးတော့ဥထွန်ပြီးရွှေ့ပေးပါလို့ပြောရင်ရွှေ့မလားမရွှေ့နိုင်ဘူးဘာဖြစ်လို့လဲဥထွန်ပြီးရဲ့တတ်နိုင်ခြင်းကျွန်တော်ယုံကြည်တဲ့ဒီပုဂ္ဂိုလ်ရဲ့တတ်နိုင်ခြင်းက limit ရှိတာဖြစ်တယ်ခတ်သိမ်းတော့ရောက်တတ်နိုင်တော့သူမဟုတ်ဘူးသူ့ရဲ့တတ်နိုင်ခြင်းက limit ရှိတော့ကြောင့်ဖြစ်တယ်ဒါပေမဲ့ယေရှုခရစ်တော်ပြောတဲ့အရာကဘာလဲဆိုတော့သူ့ကိုယုံကြည်ယုံမျှတာတတိလေးရှိလိုက်ပါတဲ့တောင်ကိုရွေ့ရှင်နိုင်မယ်ဘာဖြစ်လို့လဲထိုယေရှုခရစ်တော်ဖခင်ကခတ်သိမ်းတော့ရောက်တတ်နိုင်တော့ဘုရားရှင်ဖြစ်တယ်ဟာလေလုယာတောင်ကြီးကိုရွေ့နိုင်တော့ဘုရားရှင်ဖြစ်တယ်ဟာလေလုယာအရေးကြီးတာကယုံကြည်ခြင်းရှိဖို့ပဲလိုအပ်တာဖြစ်တယ်တတိလေးပါကြီးလားအရေးမကြီးဘူးတတိကြီးကိစ္စမရှိဘူးဟာလေလုယာကြီးရင်လည်းကိစ္စမရှိဘူးတင်းရင်လည်းကိစ္စမရှိဘူးရှိဖို့အရေးကြီးတာဖြစ်တယ်ဟာလေလုယာအဲကြောင့်တင်းကိုကြည့်ပြီးအားငယ်မနေပါနဲ့အာမင်ငါသူများတွေလိုမျိုးဆုမတောင်းနိုင်ဘူးယုံကြည်ခြင်းအားမကြီးမပြောပါနဲ့ဟာလေလုယာတင်းကိုမကြည့်ပါနဲ့ဟာလေလုယာခတ်သိမ်းတော့ရတတ်နိုင်တော့ယေရှုခရစ်တော်ကိုကြည့်ပါဟာလေလုယာသူဒီမချမ်းသာတော့သူကိုချမ်းသာစေတော့ဘုရားဖြစ်တယ်ဟာလေလုယာလမ်းမလျှောက်နိုင်တော့သူလမ်းလျှောက်စေတော့ဘုရားဖြစ်တယ်ကမ်းတော့သူကိုမြင့်စေတော့ဘုရားဖြစ်တယ်တည်တော့သူကိုရှင်းစေတော့ဘုရားဖြစ်တယ်နောက်ဆုံးသူကိုယ်တိုင်ပင်လင်တည်ခြင်းကိုအောင်မြင်တော့ယေရှုခရစ်တော်ဘုရားဖြစ်တယ်ဟာလေလုယာလက်ကောက်တီးပြီးယေရှုချီးမြှောက်ကြဟာလေလုယာဟာလေလုယာတင်းမယုံကြည်ခြင်းဘယ်လောက်ရှိဆိုတာအလုံးဝအရေးမကြီးဘူးအာမင်ရှိယုံမြတာလေယုံကြည်ခြင်းထားလိုက်ပါအာမင်သူများတွေနဲ့ရှင်စရာမလိုဘူးဘုရားသခင်ကယုံကြည်ခြင်းရှိခိုင်းတာတယောက်နဲ့တယောက်ယုံကြည်ခြင်းဘယ်လောက်ကြီးတယ်လဲတည်တယ်လဲပြိုင်ဖို့မဟုတ်ဘူးဘုရားသခင်ကသူ့ကိုယုံကြည်ပေးဖို့ပဲလိုအပ်တာဖြစ်တယ်ဟာလေလုယာယုံလေးပဲယုံလိုက်ပါအာမင်ဆရာကြီးဘီလီဂရမ်ပြောတာကျွန်တော်ရန်သဘောကျတယ်တခါကျွန်တော်ဆရာကြီးဆရာမူတောင်းလဲအတူပါတစ်ခုမှသူပြောတာဘာပြောလဲဆိုတော့ယုံကြည်ခြင်းဆိုတာယုံလေးပါတဲ့ဆိုကြပါစို့ဒီမှာရှိတဲ့ညီကောင်မောင်တို့မှရောက်ရှိတယ်ဖျားချမ်းကိုလာတဲ့ခါဘယ်သူမှကိုထိုင်မဲ့ထိုင်ကုန်ကိုဝိတ်ကိုခံနိုင်မလားဆိုပြီးဘယ်သူမှတခွဲခန့်မှာပို့ပြီးတော့ဒီလိုစမ်းပြီးတော့နိုင်ပါမလားဆိုတွတ်တဲ့လူဘယ်သူမှမရှိဘူးနော်ရောက်လာတာနဲ့ကြီးလိုက်တယ်ပုံမှန်တိုင်းပဲဆိုထိုင်လိုက်တယ်အာမင်ယုံကြည်ခြင်းကခံစားခြင်းနဲ့လည်းမသက်ဆိုင်ဘူးနော်တင်းနဲ့တင်းကိုတင်းအားကြီးတယ်လို့ခံစားသည်ဖြစ်စေမခံစားသည်ဖြစ်စေအဲ့ဒါတွေအရေးမကြီးဘူးဘာနဲ့တူတယ်လဲဆိုခုနပြောတဲ့ထိုင်ကုန်လိုပဲကျွန်တော်လာတယ်ထိုင်ကုန်ကောင်းတယ်ထိုင်လိုက်တယ်တင်းထိုင်လိုက်တဲ့ချိန်မှာယုံဒီထိုင်ကုန်ကငါးဝိတ်ကိုခံနိုင်လောက်တယ်လို့ယုံကြည်လို့ထိုင်လိုက်တာအာမင်ထမင်း3-4ပကံပဲစားကိစ္စမရှိဒီလောက်ကတော့ခံနိုင်တဲ့ထိုင်ကုန်ဖြစ်တယ်အာမင်ခံနိုင်တဲ့ထိုင်ကုန်ကတန်နဲ့လှုပ်ထားတာဖြစ်တယ်ဆိုတော့တင်းထိုင်လိုက်တဲ့ချိန်မှာယုံကြည်နဲ့ထိုင်လိုက်တဲ့ခါမှာတင်းထိုင်လိုက်တဲ့ခါမှာဟိုဓာတ်လိုက်သွားတယ်လို့ခံစားရလားမခံစားရဘူးဘာခံစားရလဲဘာမှမခံစားရဘူးအဲ့လိုပဲယုံကြည်ခြင်းကရိုးလေးပဲအိုးဖခင်တတ်နိုင်တယ်ဆိုပြီးထိုင်လိုက်ပါဟာလေလုယာဖခင်ပေါ်မှာယက်တည်လိုက်ပါဟာလေလုယာဒါကယုံကြည်ခြင်းဖြစ်တယ်ဒါမဲ့တွတ်နေစရာမလိုအာမင်ဖြစ်နိုင်လေယုံလေးယုံလိုက်တစ်ဆိုထိုင်လိုက်ဖခင်အလုပ်လုပ်မှာဖြစ်တယ်အာမင်ယုံကြည်ခြင်းကြီးတာတေးတာငဲတာဘာမှကိစ္စမရှိဘူးရှေ့ယုံမြလောက်တာရှိလိုက်ပါဖခင်ကကြီးသောအမှုကိုတင်းရတက်တာဖြစ်ပြုမဲ့ဖခင်ရှင်ဖြစ်တယ်ဟာလေလုယာဟာလေလုယာလက်ခုပ်တီးယေရှုခရစ်တော်ဖခင်ကိုဂုဏ်ပြုချရအောင်အာမင်ဟာလေလုယာဟာလေလုယာအဲကြောင့်ကျွန်တော်တက်တာထဲမှာအရေးကြီးသောအရာကဘာလဲဆိုထိုယုံကြည်ခြင်းကကျွန်တော်တက်တာထဲမှာနေရာယူဖို့ဖြစ်တယ်အာမင်ဟာလေလုယာကိုဘေးနားမှာရှိတဲ့လူကိုပြောရအောင်မိတ်ဆွေတက်တာမှာအရေးကြီးတာကြီးတဲမဟုတ်ဘူးရှိဖို့လိုတာဖြစ်တယ်လို့ပြောကျွန်တော်ယုံအသက်တာထဲမှာအဲ့ဒီနောက်ကပတ်တော်ကပြောတဲ့ယုံကြည်ခြင်းကနေရာယူလာတယ်ဆိုရင်တကယ်တက်တောင့်တက်တာရှိတယ်နော်အာမင်ဒါပေမဲ့ဖျားပေါ်မှာလေမယုံကြည်တဲ့စိတ်တွေနည်းနည်းများလာပြီဆိုရင်လေတားမောတယ်နော်ဘာနဲ့တူတယ်လဲဆိုထိုင်ကုန်ပဲထပ်ပြောရမယ်တဲ့မယုံလို့ရှိရင်လေ
ထိုင်ကုန်တစ်ခုမှလေငါဝိတ်ခံနိုင်ပါမလားဆိုပြီးလို့မတဲမတာတဲ့ဒီလိုထိုင်ကြည့်လိုက်တာမောတယ်နော်တနိုင်တောင်ထိုင်နိုင်မှာမို့ဒီလိုထိုင်ချဘယ်လိုဖြစ်မလဲလို့ကြာထိုင်နိုင်မအောင်အယမ်းမောမှာနော်အခုဒီမှာရှိတဲ့လူတွေအယမ်းတက်တောင့်တက်တာနဲ့အမောပြေးပြီးထိုင်နေကြတချို့တောင်မှအိမ်ငိုက်ချင်နေကြပြီဘာဖြစ်လဲတက်တာချင်းရှိတာဖြစ်တယ်အာမင်ယုံကြည်ခြင်းရှိတဲ့လူရဲ့တက်တာမှာတက်တာချင်းရှိတာဖြစ်တယ်ဟာလေလုယာအနာရချင်းရှိတာဖြစ်တယ်ဘာဖြစ်လို့ဆိုတော့ခတ်သိမ်းသောအရာကိုတတ်နိုင်တဲ့ဖျားရှင်ပေါ်မှာတရားမှာတရားရက်တည်တဲ့အတွက်ကြောင့်ထိုဖျားရှင်ခတ်သိမ်းသောအရာကိုသူ့တက်တာဝင်ယူပေးနေတာဖြစ်တယ်အာမင်ဟာလေလုယာအဲကြောင့်တင်းရဲ့တက်တာကိုမကြည့်ပါနဲ့သူများပြောတဲ့အရာနဲ့နားမထောင်ပါနဲ့နှုတ်ကပတ်တော်ကပြောတဲ့အရာယေရှုခရစ်တော်အဖြစ်တင်းရဲ့ဖြစ်ခြင်းအမှန်ကိုသာလေမျက်မှောက်ပြုပြီးနေ့ရက်စဉ်တိုင်းအသက်ရှင်တော်လာဖို့ဖခင်သခင်ကောင်းချီးပေးပါစေဟာလေလုယာတင်းဟာဒီယေရှုခရစ်တော်အဖြစ်ဖခင်သခင်အမတန်မှချစ်တော်သူဖြစ်တယ်ဟာလေလုယာယေရှုခရစ်တော်အဖြစ်ဖခင်သခင်အထူးပိတ်သိမ်းထားတဲ့လူဖြစ်တယ်ဟာလေလုယာယေရှုခရစ်တော်အဖြစ်မကြာခင်မှာကြီးတော်မှုပြုမဲ့သူတွေဖြစ်တယ်ဟာလေလုယာမကြာခင်မှာယေရှုခရစ်တော်အဖြစ်ကပ္ပကိုပြောင်းပြန်လာမဲ့သူဖြစ်တယ်ဟာလေလုယာတမိုင်းတစ်ကိုပြုလုပ်မဲ့သူတွေဖြစ်တယ်ဘယ်သူအဖြစ်လဲယေရှုခရစ်တော်အဖြစ်စိတ်ဓာတ်ကြတဲ့ခါမှာကိုစကားပြောလိုက်ပါ self talking ဆိုတဲ့အတိုင်းပဲနော်ဟာငါအဖြစ်မှာမဟုတ်ဘူးခတ်သိမ်းသောအရာကိုတတ်နိုင်သောယေရှုခရစ်တော်အဖြစ်ငါဒီတတ်နိုင်မှာဖြစ်တယ်ငါအစွဲမဟုတ်ဘူးငါတတ်နိုင်ခြင်းကြောင့်မဟုတ်ဘူးခရစ်တော်ရဲ့တတ်နိုင်ခြင်းကြောင့်ငါဒီလှုပ်ဆောင်နိုင်မှာဖြစ်တယ်ဆိုတဲ့အရာအကုန်လုံးနားလည်သဘောပေါက်ဖို့ဘုရားရှင်ကောင်းချီးပေးပါစေဟာလေလုယာကျွန်တော်သူတို့ကမတည့်အောင်ဟာလေလုယာဝရှိတင်လေယေရှုပြုတ်လာပေးပါကျွန်တော်စိတ်ထဲမှာတခြင်းတော့ဖို့သူတို့ကကြွေးကြော်ဝန်ခံဖို့အရန်ရှိတာဖြစ်တယ်အာမင်ဆိုအဲ့ဒီအရာမစိုးခင်မှာတခုသူကကြွေးကြော်ဝန်ခံကြရအောင်အာမင်ယေရှုခရစ်တော်အဖြစ်ငါဒီဖခင်သခင်ရဲ့ချစ်ဆုံးတော်သူဖြစ်တယ်ယေရှုခရစ်တော်အဖြစ်ငါဒီကျမ်းမာတော်သူဖြစ်တယ်ယေရှုခရစ်တော်အဖြစ်ငါဒီအောင်မြင်တော်သူဖြစ်တယ်ဆိုပြီးတော့ကျွန်တော်ကြွေးကြော်ဝန်ခံရအောင်အာမင်တင်းနေတော့ယေရှုခရစ်တော်အဖြစ်ငါဒီဖခင်သခင်ရဲ့အချစ်ဆုံးတော်သူဖြစ်တယ်ယေရှုခရစ်တော်အဖြစ်ကျွန်တော်ဒီကျမ်းမာတော်သူဖြစ်တယ်အောင်နိုင်တော်သူယေရှုခရစ်တော်အဖြစ်ငါဒီအောင်နိုင်တော်သူဖြစ်တဲ့လက်ခုပ်တီးပြီးတော်ယေရှုခရစ်တော်ချီးမွမ်းကြရအောင်ဟာလေလုယာဟာလေလုယာငါဖြစ်ခြင်းနဲ့အသက်ဆက်ရှင်သူပါမဆိုရင်တော့ညလေသူတွေချစ်ခဲ့ဒီနေ့ဘုရားတကယ်ချစ်ဆုံးတော်သူဖြစ်တယ်အာမင်အဖေချစ်ဖို့ချီမာဆိုလည်းတဲ့ဂျေဇုကိုယူလာငါတဖို့ရှင်ရဲ့ Oh အဲ့တော့ချီရလာကောင်းကင်အပါရဲ့မြတ်တော်ဆွေကိုရွှေတော်ချစ်တော်ယေရှုခရစ်တော်ရဲ့ထိုက်တန်တော်သူဖြစ်တယ်အာမင်ချီးကြော်ဝန်ခံပါဟာလေလုယာအသက်
ဆက်ကကြရအောင် ကျွန်တော်သက်တာထဲမှာဘလောက်ပဲကြီးမားတဲ့ပြဿနာတွေရှိစေခါမူအဲ့ဒီပြဿနာတွေကိုရွှေ့ရှားစေနိုင်သောဘုရားရှင်ဒီကိုရောဖြစ်သောကြောင့်ယေရှုတော်ချီးမွမ်းတဲ့ဖခင်ဘုရားရှင်အနာရောဂါတွေဘလောက်ပဲရှိစေပါစေကိုရောဒီထိုနာရောဂါရဲ့အထက်မှာကြီးမြတ်သောဖခင်ဘုရားရှင်ဖြစ်တယ်ဟာလေလုယာဒီနေ့ကိုရောတတိမရှိတာရမီရောက်စီတိုင်းသက်တာထဲမှာအိုးကိုရောနှုတ်ကပတ်တော်ကပြောတဲ့ထိုယုံကြည်ခြင်းမျိုးရှိနိုင်ဖို့တဲ့ကိုရောမဆတော်မူပါဝိညာဉ်တော်ဖခင်ဘုရားယုံကြည်နိုင်ဖို့လုံးကဝိညာဉ်တော်ဖခင်ဘုရားမဆတော်မူပါဖခင်ဘုရားရှင်ဟာလေလုယာကိုရောကျွန်တော်သက်တာတဲ့ခတ်သိမ်းတော်မူတွေကိုအိုးလေလှုပ်ဆောင်ပြီးတော့ခရစ်တော်ဘုရားကိုရောယေရှုတော်ချီးမွမ်းတဲ့ဖခင်ဘုရားရှင်ဒီနေ့ဒီသက်ရှင်နေထိုင်ရခြင်းရွေးရှာတော်လာခြင်းဒီကိုရောယေရှုတော်တက်တော်ကြောင့်ဖြစ်တော်ကြောင့်ကိုရောယေရှုတော်ချီးမွမ်းတယ်။အိုးကိုဒါမတော်ချီးမွမ်းတယ်ကိုရောစားလက်ဆုံးအတူပါရှိတော်ကြောင့်ယေရှုတော်ချီးမွမ်းတဲ့ဖခင်ဘုရားရှင်ဘုံချီးခြင်းတကိုချီးခြင်းလုံးဆုံးကိုရောပြန်လဲပေးရနဲ့လေယေရှုနာမနဲ့တက်တာမြောက်ဆက်ကနိုင်ဆုတောင်းချပါတယ်ဖခင်ဘုရားရှင်။အာမင်ဟာလေလုယာ။ဘုရားရှင်ကောင်းချီးပေးပါစေ။